လက်ရှိကမ္ဘာအကောင်ဆုံးကလပ်အသင်းဖြစ်လာတဲ့အာဆင်နယ်မင်္ဂလာပါလီယွန်စပေါ့ရှိုးကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့နာမည်လေးကိုအရင်မိတ်ဆက်ရှင်ပါတယ်ကျွန်တော်ဟိုလီယွန်လို့မှတ်ထားပေးပါကျွန်တော်ရဲ့ဒီဗီဒီယိုလေးကကျွန်တော်က YouTuber ကောင်းဖြစ်ဖို့အတွက်ပထမဦးဆုံးရိုက်ဖြစ်တဲ့ဗီဒီယိုလေးပါfirst contest ဗီဒီယိုလေး first contest ပထမဆုံးတင်ဆက်မှုလေးလည်းဖြစ်ပါတယ်အဲဒါကြောင့်အမှတ်တရအနေနဲ့ထည့်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဘက်ကကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုပုံမှန်လေးတင်ဆက်ပေးသွားဖို့အတွက်ကြိုးစားသွားပါမယ်လူချင်းမင်းတို့ဘက်ကအဆုံးထိကြည့်ရှုပေးပြီးတော့မှတ်ချက်လေးတွေရေးသွားပေးဖို့ကိုမေတ္တာရက်ခံပါတယ်ခင်ဗျာကဲစလိုက်အောင်အာဆင်နယ်အသင်းဟာခုလက်ရှိကမ္ဘာအကောင်ဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့ကလပ်အသင်းဖြစ်တဲ့ဆိုတာကိုဘယ်သူမှညင်းလို့မရပါဘူးကျွန်တော်ကအာဆင်နယ်အသင်းရဲ့ fan တယောက်ပါကျွန်တော်ကအာဆင်နယ် fan ဖြစ်နေလို့ဒီစကားမျိုးပြောတာမဟုတ်ပါဘူးကျွန်တော် data အချက်လက်လေးနဲ့တင်ပြပေးပါမယ်အာဆင်နယ်အသင်းကလက်ရှိ Premier League စစ်တပွဲကစားပြီးရဲ့အချိန်မှာအာဆင်နယ်အသင်းကပေါ့လေအခုလက်ရှိ Premier League စစ်တပွဲကစားပြီးရဲ့အချိန်မှာကျွန်တော်တေချာအောင်ပြောပြပေးပါမယ်စစ်တပွဲကစားပြီးရဲ့အချိန်မှာ10ပွဲနိုင်2ပွဲတည်1ပွဲရှုံးဟုတ်ရမှတ်26မှတ်နဲ့ Premier League ဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်တွင်းကူက20ပေးကူက5ကူပဲရှိပါတယ်ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအခြားနိုင်ငံကထိပ်တီးလီဂ်နဲ့လည်းရှင်းပြပေးသွားပါမယ်စပိန်လာလီဂါမှာဆိုရင်တော့ရီယယ်မက်ဒရစ်က12ပွဲကစားပြီးတဲ့အချိန်မှာရမှတ်31မှတ်ရရှိထားပါတယ်10ပွဲနိုင်1ပွဲတည်1ပွဲရှုံးပါတွင်းကူ26ကူပေးကူက10ကူရှိပါတယ်ပြီးတော့ထိပ်တီးကလပ်လီဂ်တစ်ခုဖြစ်တဲ့ဂျာမန်ဘွန်ဒယ်လီဂါမှာဆိုရင်ဘိုင်ယန်မြူးနစ်က10ပွဲကစားပြီးသွားပါပြီ10ပွဲကစား9ပွဲနိုင်1ပွဲတည်ရှုံးပွဲမရှိနဲ့ရမှတ်28မှတ်နဲ့ရပ်တည်နေပါတယ်တွင်ကူက35ကူပေးကူ6ကူနဲ့ရပ်တည်နေပါတယ်စပိန်လာလီဂါရီယယ်မက်ဒရစ်အကြောင်းကိုတင်ပြပြီးသွားပါပြီအဲ့လိုနိုင်ငံတကာလီဂ်မှာဆိုရင်လည်းစပိန်လာလီဂါရှိမယ်ဗျဟုတ်ထိပ်တန်းလီဂ်5ခုဆိုစပိန်လာလီဂါရှိမယ်ဂျာမန်ဘွန်ဒယ်လီဂါရှိမယ်ပြီးတော့အီတလီ CEA ရှိမယ်ပြင်သစ်လီဂ်ရှိမယ်ပရီးမီးယားလီဂ်နဲ့ဆိုရင်ထိပ်တန်းလီဂ်5ခုရှိပါတယ်အဲ့ထိပ်တန်းလီဂ်မှာအာဆင်နယ်အသင်းကပေးကိုအနည်းဆုံးနဲ့ရပ်တည်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းကပြီးခဲ့တဲ့ EFL ဖလားပေါ့ဗျာခါပေါင်းဖလားမှာလည်းနောက်ဆုံးကစားထားတဲ့ပွဲမှာ Brighton 2-0နဲ့နိုင်ပြီး clean sheet ရထားပါတယ်ပြောချင်တာကဘယ်လိုလဲဆိုတော့ဗျာဒီစက်တင်ဘာ2025ဒီနှစ်2025စက်တင်ဘာ9လပိုင်း23ရက်ကစပြီးတော့ Nottingham Forest ကိုကစားခဲ့တဲ့ပွဲရနေပြီးတော့ Nottingham Forest ကိုကစားခဲ့တဲ့ပွဲရနေပြီးတော့အခုချိန်ထိအာဆင်နယ်အသင်းကတပွဲမှမရှုံးသေးပါဘူးထိပ်တန်းလီဂ်ပြိုင်ပွဲပေါင်းစုံမှာတပွဲမှမရှုံးသေးပါဘူးနောက်ဆုံးကစားရတဲ့ပြိုင်ပွဲစုံ14ပွဲမှာ12ပွဲနိုင်ပြီးတော့2ပွဲတည်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်အဲ့ဒီရလဒ်ကတိတ်ကိုကြောက်စရာကောင်းတဲ့ရလဒ်တစ်ခုပါပဲNottingham Forest ကို3-0နဲ့နိုင်ပြီးတော့ထိပ်တန်းလီဂ်
ပြိုင်ပွဲမှာ14ပွဲကစားထားတဲ့အချိန်မှာ29ကိုတွင်ပြီးပေးကိုက4ကိုပဲရထားတဲ့ဆောင်းဆောင်ရီကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်ဒီလိုရလက်ကောင်းတွေပိုင်ဆိုင်ထားတာဒီတော်ဝင်စံပြရဲ့မော်ဝင်ကဏ္ဍအသင်းပြိုင်ဘက်အသင်းတိုင်းနဲ့ကစားသမားတွေအတွက်ပြောမယ်ဆိုတော့အိမ်မက်ဆိုးပေးနိုင်တဲ့အသင်းအဖြစ်အားလုံးကလက်ခံထားပြီဆိုတော့လက်ရှိအမှန်တရားပါပဲနောက်ဆုံး14ပွဲကစားခဲ့တဲ့အချိန်မှာသူ့ရဲ့မှတ်တမ်းတွေရပေါ့ဗျာ14ပွဲကစားပြီးတဲ့အချိန်မှာတပွဲမှမရှုံးသေးဘူးဗျာ9လပိုင်း73ရက်ကနေစပြီးတော့ဒီနေ့အချိန်ကြီးချန်ပီယံလိပရီးမီးယားလိခရာဘောင်းဖလားပြိုင်ပွဲပေါင်းစုံမှာ29ကိုတွင်ပြီးတော့2ကိုပဲပေးထားတဲ့ကောင်းမွန်တဲ့ခံစစ်ကိုတိဆောက်ထားရဗျာအဲ့ဒါဒီကြီးဘောလုံးပွဲကိုကျိုင်းတဲ့ပရိသတ်တွေရောနိုင်ငံကသတင်းမီဒီယာတွေရောနီးပြတွေရောအားကစားသမားတွေရောဒါရဲ့သိရှိပြီးသားအချက်တွေပါပဲဒါကျွန်တော်ကအထူးတလဲသိအောင်လို့ပြန်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်အသင်းကလက်ရှိကလပ်အသင်းတွေမှာပေါ့နိုင်ငံကလီးယာကလပ်အသင်းတွေမှာအကောင်းဆုံးနိုင်ငံကလပ်အသင်းတွေလီးတွေမှာအကောင်းဆုံးကမ္ဘာအကောင်းဆုံးကလပ်အသင်းလို့ကျွန်တော်တင်စားလိုက်တာပါကျွန်တော်ပြောပြရမယ်ဆိုရင်ဗျာအာဆင်နယ်အသင်းရွှေဖလားယူခဲ့တဲ့ရှုံးပွဲမရှိပရီးမီးယားလိစံချိန်ကိုယူခဲ့တဲ့2003-2004ရာသီအွန်ရီယိုခေတ်တုန်းမှာဆိုရင်အခုလို17ပွဲရှိရဲ့ကန်ပြီးရဲ့အချိန်မှာယခုလိုတွင်းပေးကိုအနည်းဆုံးအခုလက်ရှိအာဆင်နယ်အသင်းอ่ะပေါ့ဗျာပေးကိုအနည်းဆုံးနဲ့ရက်တီနေတဲ့စမ်းဆောင်ရည်က2003-2004ရာသီကအာဆင်နယ်အသင်းရှုံးပွဲမရှိနဲ့ပရီးမီးယားလိဖလားကိုရယူခဲ့တဲ့စံချိန်တဲ့ခံစစ်ကပိုမိုကောင်းမွန်နေအောင်တွေ့ရပါတယ်ပြီးတော့special one မော်ရင်ဟိုတင်ခဲ့တဲ့2004-2005ဟုတ်တယ်2004-2005ရာသီမှာပေးကို15ကိုပဲရှိပြီးတော့ရာသီဒီ38ပွဲမှာပေးကို15ကိုပဲရှိပြီးတော့ချင်းပရီးမီးယားလိဖလားကိုရယူခဲ့မော်ရင်ဟိုရဲ့စွမ်းဆောင်ရည်ခေါင်းတွေကိုဒီနှစ်မှာအာဆင်နယ်အသင်းကရယူပိုင်ဆိုင်နိုင်မဲ့သို့မဟုတ်ကြော်ဖြတ်သွားနိုင်မဲ့အလားအလာကောင်းတွေအများကြီးတွေ့နေရပါတယ်အဲအကြောင်းကျွန်တော်အာဆင်နယ်အသင်းရဲ့အကြောင်းလေးကိုခုလက်ရှိခံစစ်ရဲ့ကွင်းလေရဲ့တိုက်စစ်ရဲ့သုံးခုလုံးမျှတပြီးတော့ကောင်းမွန်နေတဲ့အကြောင်းလေးကိုကျွန်တော်ရဲ့ဒီ Leon Sport Show Channel လေးကနေလာရောက်တင်ဆက်ပြရခြင်းဖြစ်ပါတယ်အခုကျွန်တော်တင်ပြရဲ့အချက်လေးကမိတ်ဆွေတို့တေချာလေးပြန်နားထောင်ကြည့်မယ်ဆိုရင်တော့မှန်ကန်တဲ့ data အချက်လက်တွေကိုပဲကျွန်တော်ဖော်ပြထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကပထမဆုံးရိုက်ကူးပြီးတင်ဆက်ရဖြစ်တဲ့အတွက်လိုအပ်ချက်တွေမပြည့်စုံမှုတွေတော့ရှိမယ်ဆိုတော့ကျွန်တော်နားလည်ပါတယ်ပြီးတော့အခုဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းလူချင်းမင်းတို့ရဲ့ကျွန်တော်ရဲ့ဗီဒီယိုပေါ်မှာလိုအပ်ချက်လေးကိုမှတ်ချက်ပြုပေးဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်နားခြင်းပါတယ်ဒီဗီဒီယိုလေးကိုကြိုက်လို့ရှိရင် like subscribe နဲ့မှတ်ချက်လေးပြုသွားပေးဖို့ကိုကျွန်တော်ဘက်ကမေတ္တာရက်ခံပါတယ်ကြည့်ရှုပေးတဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်okay ဒါဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်မှတ်ချက်လေးပြုသွားပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာ